အိမ်မပြောဘူးအမေဆင်းရဲသားတွေရဲ့ဒုက္ခဆင်းရဲသားတွေကပဲကောက်ယူပါတယ်တချို့အမိုက်တွေကရှင်းပြလို့မှမရတာကျွန်တော်ကအမိုက်ဖြစ်ရမယ်ဆိုရင်တော့ရှင်းပြလို့ရတဲ့အမိုက်ဖြစ်ချင်လို့ပါခေတ်ကတောင်းဆိုတဲ့အတိုင်းကြပြားကတောင်းဆိုတဲ့အတိုင်းလူတွေကတောင်းဆိုတဲ့အတိုင်းကျွန်တော်ရှင်သန်တည်ဆုံးခြင်းပါတယ်အစင်မပြေဘူးအမေဘယ်ခေတ်ရောက်ဘယ်စနစ်ရောက်မတော့တစ်ခေါက်လူရင်ကြီးတွေလည်းပေါ်များလာတယ်ဒီလိုပါပဲအမေမေတ္တာစိတ်နဲ့နှုတ်ပေးလိုက်တဲ့နှလုံးသားခြေထောက်နဲ့တက်နေမှုဝင်မလေးသူလူဒန်းစားတွေလည်းပေါ်များလာတယ်ဆွေးရပါတယ်အမေမတွေးမဖြစ်တဲ့အကြောင်းအရာတွေပေါ့ကောင်းနေရောက်လာတယ်ကျွန်တော်ပင်ပန်းနေပါပြီဘယ်လမ်းကထွက်ရမလဲစဉ်းစားနေတဲ့အသက်ကိုဆွဲမထားခြင်းတော့လှုပ်ချလိုက်ခြင်း